မြန်မာနိုင်ငံမှာဂျပန် second hand ပစ္စည်းတွေရောင်းတဲ့ page တွေများလာတာနဲ့အမျှဂျပန်ပစ္စည်းတွေကိုလူတော်တော်များများသုံးဖူးကြမယ်လို့ထင်ပါတယ်။အထူးသဖြင့်ကြွေထဲ၊ဖန်ထဲမိဖို့ကြောင့်သုံးပစ္စည်းတွေကိုဝယ်ဖူးကြမယ်။ဒါမှမဟုတ် live sale တွေကြည့်ဖူးရင်ဘုံချိုင်နာဆိုတဲ့စကားလုံးကိုမကြားဖူးဘူးဆိုတာမရှိသလောက်ပါပဲ။ဘုံချိုင်နာကြွေတာအញ្ញံကောင်းတယ်။ပေါ်ပေါ်လေးပါပါလေးနဲ့အကျန်းခံတဲ့ဆိုတာတွေကိုလည်းကြားဖူးကြမှာပါ။ဒါဆိုဘုံချိုင်နာဆိုတာဘာလဲအယိုးတရုပ်လားတရုပ်အယိုးလားတရုပ်ကထုတ်တဲ့ပစ္စည်းတွေလားအမှန်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးဒီအကြောင်းကိုပြောဖို့ကြာခေတ်ကိုနည်းနည်းပြန်သွားကြရအောင်ပါလူသားတွေဟာအစောဆုံးကာလမှာအမဲလိုက်ရင်တတိတရက်ကလေးဆိုင်တနေရာကနေတနေရာလှည့်လည်နေထိုင်ခဲ့ကြပါလေဒီကာလကိုကြောက်ခေတ်အစာပိုင်းလို့ခေါ်ကြပြီးဒီအချိန်မှာတော့ကြွေးထဲဆိုတာမရှိသေးပါဘူးနောက်ပိုင်းလူတွေလဲရစိုက်ပျိုးမှုစကျင်လာပြီးတနေရာထဲမှာအမြဲနေထိုင်လာတဲ့အခါအရေးကြီးတဲ့ပြဿနာတစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့ရေကိုဘယ်လိုတူလောင်မလဲအစားအစာကိုဘယ်လိုထားမလဲဆိုတာပါဒီလိုအခြေအနေမှာမြေကြီးကိုဆိုးဆွတ်အောင်လို့လက်နဲ့ပုံဖော်ပြီးမီးပြီးမှထားကြည့်တဲ့အခါမာကြောသွားတာကိုလူသားတွေသတိထားမိလာပါရဲ့ဒီလိုနဲ့ကြွေးထီရင်ကြီးမှုစတင်လာခဲ့တာပါချာယောခါကဘာပေါ်မှာအစားဆုံးချွေးထက်ွယ်တို့လွန်ခဲ့2000လောက်ကထဲကအတုံးဖြူခဲ့နေရာတွေထဲကတစ်ခုလို့ဆိုပါတယ်နောက်ပိုင်းမှာ high temperature မီးဖိုး kaolin ဆိုတဲ့မြေစေးဝီကိုအသုံးပြုပြီး porcelain လို့ခေါ်တဲ့ကြွေးဖြူကိုတီးထွင်းနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂျပန်မီဆိုပိုတီမီယာအီဂျစ်စားတဲ့ဒေသတွေမှာလည်းကြွေထဲတွေကိုအသုံးပြုလာခဲ့ကြတယ်လို့ဆိုပါလေအင်္ဂလန်မှာချွေထဲစနစ်တကျအသုံးလာတာက Roma Empire နဲ့အလွန်ဆက်ဆက်ပါတယ် AD43 ခန့်မှာ Roma တွေကအင်္ဂလန်ကိုအုပ်ချုပ်ခဲ့ပြီးချွေထဲလုပ်နည်း acid မြင့်မီးဖို့နည်းပညာချွေအယောင်တဲ့နည်းပညာ glazing တွေကိုယူဆောင်လာခဲ့ပါတယ်ရိုမာတွေပြန်ထွက်သွားပြီးနောက်အင်္ဂလန်မှာချွေးထည်လုပ်ငန်းဟာအိမ်သုံးအဆင့်မှာပဲဆက်လက်တည်ရှိခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကြွေဖြူတွေအိုရောပါကကွန်တီရီလန်ကျောင်းနဲ့ဝင်လာတဲ့အခါအင်္ဂလန်ကလူတွေဟာဒီလိုကြွေထီမျိုးကိုယ်တိုင်လုပ်နိုင်ရမယ်ဆိုပြီးစိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။18ရာစုစက်မှုတော်လှန်ရေးကာလရောက်လာတဲ့အခါအင်္ဂလန်မှာအရာအလုံးပြောင်းလဲသွားပါတယ်။လက်လွတ်ကနေစက်မှုထုလုံမှုကိုပြောင်းကြတယ်။နည်းနည်းထုတ်ရကနေအများပြားထုတ်ကြတယ်။ကြေးကြီးတဲ့ပစ္စည်းတွေကိုလူတိုင်းသုံးနိုင်တဲ့ဈေးနှုန်းထိအောင်ပြောင်းကြတယ်။ကျွေးထည်လုပ်ငန်းလည်းဒီပြောင်းလဲမှုတွေမှာပါဝင်ထည့်ပါတယ်။1940ခုနှစ်မှာတရိတ်ဆန်အယိုးတွေကိုမီးဖုတ်ပြီးရတဲ့အယိုးမွန်ကိုကျွေးထည်ဖော်မြူလာထဲထည့်လိုက်ရင်အလွန်မာကျော်ပြီးပေါ့ပါတဲ့ကျွေးထည်ရနိုင်လာကိုတွေ့ရှိခဲ့ပါတယ်။1948ခုနှစ်မှာ Thomas Fry ကအင်္ဂလန်နိုင်ငံဘိုးခရိုင်မှာရှိတဲ့သူ့ရဲ့ကြွေးထည်စစ်ရုံမှာဒီနည်းပညာကိုစတင်အသုံးပြုခဲ့ပြီးရရှိလာတဲ့ကြွေးထည်တွေကို fine porcelain လို့ခေါ်ခဲ့ပြီးရိုးရိုး porcelain ထက်ပိုကောင်းတဲ့ကြွေးထည်တွေကိုရရှိခဲ့ပါတယ်။1989ကနေ1993ခုနှစ်အတွင်းမှာတော့ Staffordshire Stoke-on-Trent မှာရှိတဲ့ Josiah Spode က formula ကိုအဆင့်ဖြင့်ပြီးအရွေးမှုအပြင်တန်တတုထက်တွေမပါတဲ့ကြောက်တုံးရွံ့ဆေးစာသားတွေကိုပေါင်းစပ်အသုံးပြုတဲ့အခါမှာပါလွာပေါ့ပါပြီးအကျန်းခံတဲ့ကြွေးထည်တွေကိုရရှိခဲ့ပါတယ်။အဲ့ဒီကြွေးထည်တွေကို Staffordshire Bone Porcelain လို့ခေါ်ဆိုခဲ့ပြီးသူတေဆုံးပြီးသူသားတွေလက်ထက်ရောက်တဲ့အခါမှာ Bone China လို့ပြောင်းလဲခေါ်တွင်ခဲ့ရခဲ့ပါတယ်။ China ဆိုတာတရုတ်ကိုဆိုလိုခြင်းမဟုတ်ပဲကြွေးထဲတွေလို့အဓိပ္ပာယ်ရပါတယ်။ Bone China ဆိုတာအယိုးမုန့်တွေနဲ့လုပ်တဲ့ကြွေးထဲလို့ဆိုလိုခြင်းဖြစ်ပါတယ်။1990နောက်ပိုင်းမှာတော့အယိုးမုန့်တွေရစားကြောက်တုံးတွေကရရှိတဲ့ဂုံသက်တိတူတဲ့ပစ္စည်းတွေကိုပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ The Formula Gold England ကြွေးထည်တွေဖြစ်တဲ့ Spode, Royal Worcester, Royal Crown Derby, Royal Dalton, Wedgwood, Minton, American brand တွေဖြစ်တဲ့ Lenox, Japan brand တွေဖြစ်တဲ့ Noritake, Narumi, Nikko စတဲ့ brand တွေမှာအသုံးပြုနေကြပါတယ်